ဟာရဲ့ဇွန်ဘီရဲ့ဒုက္ခပါပဲကွာဒီထဲမှာဇွန်ဘီရဲ့တောင်းချမ်းနေပြီကွာအကုန်လုံးဇွန်ဘီအများကြီးဖြစ်နေပြီအားရောက်အများကြီးပဲငါအကက်လာပြီငါအိမ်ရတယ်မီးတောင်ထားအောင်ငါနေလို့မရဘူးကွာဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုလုပ်ရင်ကောင်းမလဲအားရောက်ပြီဇွန်ဘီအများကြီးဝိုင်းလာပြီငါနေစရာအိမ်လည်းမရှိဘူးဒုက္ခပဲရောက်နေမင်းတို့ငါတော့မကက်ကြရင်တော့ရောက်နေမကက်လို့ပြောနေရောက်ဒုက္ခပါပဲကွာဒုက္ခပဲဇွန်ဘီအများကြီးပဲငါကနေစရာမရှိဘူးဒီတိုင်းတာဆိုရင်တော့မကြခင်မိုးချုပ်လာတော့မယ်ကွာမိုးချုပ်လာတဲ့ချိန်တာငါနေစရာရှာမတွေ့သေးရင်တော့ငါတို့ဇွန်ဘီရဲ့အစာဖြစ်ဖြစ်နေဟာရောက်ဘယ်သူလဲဝိုင်းပြနေကြရဲ့ဒုက္ခပဲကွာမင်းတို့တလောက်ဇွန်ဘီအပိုကလေးစီဖြစ်နေရကွာအချင်းဟိုက်ခွေးပါဖြစ်လိုက်ဟေးမလုပ်ဒုက္ခပဲကွာငါဝိုင်းပြနေမင်းတို့ငါဘာမှမပါဘူးငါစီကဘာလူယူချင်နေကြရလဲဒုက္ခပဲဒီကောင်ကြီးကွာအချင်းကိုစပိုင်ပါအချင်းကူညီကဲနေမှမရှိဘူးဒီကောင်ကြီးပစ္စည်းလို့ပဲချောင်းနေတော်သေးရရောက်ရေးဒုက္ခပဲခွေးရလာပြန်ပြီဒုက္ခပါပဲကွာစုံပြရတဲ့အများကြီးပဲဟေးဘုံလားဟဲ့နော်ဘုံတန်ကြားနေရဘုံတန်ကြားနေမင်းတို့ဖက်ဟဲ့ယောကွာယောရောက်နေငါတော့မကကြနဲ့ဇွန်ဘီဒုက္ခကိုများပြီတဲ့ဒုက္ခကိုများပြီဟိုမှာนั่นဒီမှာဝိုင်းပြနေပြီအိုင်ယာဒုက္ခပဲမကြခင်မိုးချုပ်တော့မယ်ဒုက္ခပါပဲယောဒုက္ခပဲဒီမှာအလစ်သမားကြီးတွေရှိနေရဲ့ကွာညငါတတိယကိုနားခုဖို့အမြန်လိုက်ရှာမရအောင်ပဲကွာယောကွာဒီမှာစနေငါမကြခင်တေသွားလိုက်ပဲကွာဇွန်ဘီစာဖြစ်ရင်ဖြစ်မဟုတ်ရင်ဒီကောင်လေးဝိုင်းလူပါနဲ့ငါ့နားကမှာပဲပြေးပြီဟေးဒုက္ခပါပဲကွာဘယ်နေရာမှာငါဒီညသွားပြီးတော့နားခုရမှာလဲညဟိုမှာတအိတ်လေးတစ်လုံးပါလားကွာဟာယောအထက်မှာလူတွေလည်းရှိရငါသွားပြီးတော့အကူကြီးတောင်းကြည့်ရမယ်ဦးလေးကွာကျွန်တော်ဒီညအတွက်ဒီမှာခဏနားခုလို့ရမလားဗျကျွန်တော်အပြင်မှာဆက်နေမကြခင်ကျွန်တော်တေသွားလိုက်မယ်ဗျအပြင်မှာအန်ဒီရရမ်းများရေဟာရောက်ငါလည်းဒီမှာနေနေရလीကွာမင်းကိုခေါ်ထားရင်ငါပါဒုက္ခရောက်မှာပေါ့ကွာငါ့မှာစားစရာမရှိလို့တိုင်ပတ်နေရငါမခေါ်ထားနိုင်ဘူးကွာငါရင်လေးရတယ်ချင်းလေးကွာမလုပ်ပါနဲ့ဦးလေးရေဒီမှာတွေ့ရမလားဇွန်ဘီကအရမ်းများနေပြီဗျစမပြေဘူးကျွန်တော်အထဲခေါ်လို့ပါဗျကျွန်တော်ဦးလေးခိုင်းနိုင်အကုန်လုပ်ပါမယ်ဗျနေဦးလေးရဲ့အိမ်ကခြံစည်းရုပ်လည်းမရှိဘူးဒါနဲ့ဆိုရင်ဦးလေးအိမ်ဒီထဲမှာအိမ်နေလို့ရှိရင်လည်းဇွန်ဘီလာပြီးတော့ဝင်လာကြနိုင်မယ်ဗျဒီလိုလုပ်ဗျကျွန်တော်အပေးတစ်ခုလုပ်မယ်ဦးလေးရဲ့အိမ်ကိုကျွန်တော်ခြံစည်းရုပ်ကာပေးမယ်ဗျကျွန်တော်ဒီပတ်ဝန်းကျင်မှာယောမင်းတို့တော့ယောဒီပတ်ဝန်းကျင်မှာကျွန်တော်တစ်သားအပိုင်းစားရီတုတ်ပြားအပိုင်းစားရီအဲ့ဒါကြီးကျွန်တော်ရှာတွေ့ထားရဗျခုနဟိုနားလေးမှာအဲ့ဒါယူလာပြီးတော့ကျွန်တော်ခြံစည်းရုပ်ကာပေးမယ်ဗျဒါဆိုရင်ဦးလေးရဲ့ခြံထဲမှာကျွန်တော်နေခွင့်ပေးနိုင်မလားအဲ့လိုဆိုတော့မျှတပါရဲ့ကွာမင်းပြောရတယ်မစိုးပါဘူးအဲ့လိုပဲလုပ်ကြပါကွာဟုတ်ကဲ့ဦးလေးမလေးလောက်တယ်ပြမဇွန်ဘီအများကြီးကျွန်တော်အိမ်ထဲခဏဝင်ဗျပြေโอเคဟာတော်ပါသေးရဲ့ကွာအိမ်ထဲမှာဆိုတော့ဘာဖြစ်အနေနဲ့လုံခြုံနေကွာယောပြန်ထွက်လာပြန်ပြီဒီဦးလေးအိမ်ကတကားလည်းမရှိဓာတ်လည်းမရှိကွာဒုက္ခပဲအထဲမှာလည်းဘာကာတုတ်လေးပဲရှိရယ်စားစရာလည်းမရှိဘူးအဖေလောဆယ်ရောဒီမှာနေရဇွန်ဘီအန်ရောအေဂျင့်နေကွာအဲ့တော့ငါခြံစည်းရုပ်လေးရှင်ကာပေးပြီးတော့ဒီဦးလေးရဲ့ခြံထဲမှာဒီညခဏအိပ်ရမယ်အဲ့ဒါမှပဲငါရဲ့အသက်အန္တရာယ်ကိုစိတ်ချရမှာကွာဒီဦးလေးကျွန်တော်ဒါဆိုကျွန်တော်တက်သားပြားကြီးတွားယူလာအောင်မယ်ဗျာနော်ကဲပြေကအမြန်လို့မကြခင်မိုးကချုပ်တော့မယ်ကွာမိုးရတယ်အုပ်လာပြီမိုးရွာမလားမသိဘူးဒီမှာဒီထွေလာရနေပြီးတော့ဒီထွေလာအပြက်ကြီးရနေပြီးငါတက်ပြားကြီးပြန်ခွာလို့ရမတွေ့ပြီတက်ပြားကြီးဟုတ်ပြီ A few moments later ကဲဘလို့လဲဦးလေးရဲ့မိုက်သွားပြီမလားဟဲ့ကျွန်တော်ပြောပါရဲ့ဗျကျွန်တော်ခြံစည်းရိုးတိချာကာတတ်ပါရဲ့လို့ဒီမှာလုံးဝခြံစည်းရိုးတွေတက်ပြားနဲ့ကာပြီးတော့ဒီမှာတကားလေးပါတက်ပေးလိုက်ပြီလုံးဝလန်ထောက်ဟာဟဲ့အပြန်ဟိုလူရတဲ့ကောင်တွေဝင်လာပြန်ပြီကွာဒုက္ခပဲကွာအဲ့ကောင်တွေကထွက်ချင်းမရောက်ပဲဦးလေးခဏနေအောင်ဗျအပြင်မှာတော်ရီလာနေပြီဗျဓမြကြီးလာနေပြီကျွန်တော်ထွက်ပြီးတော့ရှင်းလာအောင်မယ်ဟာဒုက္ခပဲရောက်ငါအိမ်မှာမြေတော်ကုန်ပြီကွာဟိုကောင်တွေအထဲကိုမီးပလင်းနဲ့ပြစ်ထည့်နေကွာရောက်လုံးပါကူယူအောင်ကွာဒုက္ခပါပဲကွာဒီကောင်တွေကငါ့ကိုပြဿနာလာစပဲဇိုးပြီးပါဝင်လာပြီကြီးပဲဦးလေးပြေအိမ်ထဲမှာမီးတောင်းနေပြီပြေယောဒီကောင်တွေကတမောက်မင်းတို့ကောင်တွေဒီမှာငါဒီနေရာမှာလာပုံးနေအောင်ရှာတွေ့ပြအောင်ရှာတွေ့သွားသေးရဲ့ကွာ
kroon ဟာဒီကောင်ဒီမလွယ်ဘူးရောင်ကြီးဟာတော်အနမ်းခံကောင်းတဲ့ကောင်တွေပဲကွာဟိုမှာကွာဟိုလေးအိမ်မှာနီးနဲ့ရှုပ်ခံလိုက်ရပြီမင်းတို့တော်မရိုင်းတဲ့ကောင်တွေပဲဟမ်တော်မရိုင်းတဲ့ကောင်တွေဘဲကွာဇွန်ဘီရတဲ့ရှိရကွာဇွန်ဘီအန်ရကြောက်ရလူအန်ရကြောက်ရတယ်ကွာယော့ကွာပြန်မထမ်းရောက်ပြန်မထမ်းလေဟုတ်ပါပြီဦးလေးစစ်ပြေလားဦးလေးဟာဦးလေးတော့ကပါပဲဦးလေးစစ်ပြေလားအောင်လေးယော့ကွာဝင်မလာနဲ့ရောင်လေးမင်းဟာဦးလေးဟာဒုက္ခပဲဦးလေးတန်းတန်းနဲ့အပြစ်ခံလိုက်ရပြီဇွန်ဘီစားရလဲခံလိုက်ရလားမသိဘူးဟာဒုက္ခပါပဲဗျာဒုက္ခပါပဲအိမ်ကြီးကလည်းမီးလောင်သွားပြီအိမ်ထဲဝင်ကြည့်လောက်မယ်ဒုက္ခပဲရောင်ကြီးအိမ်ကမီးလောင်သွားပြီဘယ်လိုလုပ်ရမှာလဲကွာမတက်နိုင်တော့ဒီတိတ်မှာငါဆက်ယူလည်းမရတော့ဘူးကွာအိမ်ရှင်ဦးလေးကြီးရတယ်တိတ်သွားပြီဆိုတော့သူ့မှာရှိရဲ့ဒီဘာကာထုတ်လေးငါခက်နည်းနည်းယူစားပြီးတော့နောက်ထပ်နေရာလိုက်ရှာမှာပဲမိုးကချုပ်နေပြီကွာအေးမိုးချုပ်နေပြီဒီညအိတ်ဖို့သူကငါတရားအမြန်လိုက်ရှာမှရအောင်မယ်ဦးလေးအရာအားလုံးတို့ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာစိတ်လည်းမကောင်းပါဘူးကျွန်တော်တွားခွင့်ပြုပါဦးနောက်တနေ့ကလိုက်ရှာရအောင်ပဲကွာဟာမှောင်လာပြီဒီညမှာအိတ်ရမှာလေကွာနေပေါင်းဟမ်ဒီနေရာကြီးဟဲ့ဒီမှာအကားရင်နေကာထားပါလားကွာစီပိုင်းတွေရောဘီလက်မီအိတ်တွေရောအထဲမှာလည်းလူတယောက်ရှိရဲ့ကွာဟိုင်ဟယ်လိုအထဲကဦးလေးကျွန်တော်ဝင်ပြုတ်ပါဗျမင်းဘယ်တော့ကုန်တော့ကွာမင်းဇွန်ဘီကြိုက်တာခံထားရတယ်လားဇွန်ဘီအကြိုက်ခံထားရရင်ငါအိမ်ထဲဝင်ခွင့်မပြုနိုင်ဘူးကွာငါချန်နယ်ဝင်မလာနဲ့ကွာအမေကျွန်တော်ဇွန်ဘီအကြိုက်မခံထားရပါဘူးဗျကျွန်တော်ဒုက္ခရလာလို့ဗျကျွန်တော်အထဲမှာခဏနားခုဝင်ပြုတ်ပါအောင်အေးကွာဝင်ခဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာအေးအထဲမှာဖယုံကြီးရေးစိုက်ထားပါလားကွာဖယုံကြီးရေးစိုက်ထားရဲ့ဦးလေးချန်ရမိုက်လိုက်လားဗျတခြားအကားရည်နေလောက်သားပဲပြီးတော့အထဲမှာတီးပင်စားပင်လည်းစိုက်ထားရဲ့ဦးလေးအိုင်ဒီယာတော့ကောင်းတာပဲဗျအေးငါနာမည်ကလေသမားကြီးဦးတာအောင်လို့ခေါ်ရဲကွာဒီနားတစ်ဝိုက်မှာအသက်ရှင်လေးကကြံရှိရဆိုလို့ငါပဲကြံတော့ပါကွာပြီးတော့ဒီနားမှာပုံးခိုလို့ရတဲ့နေရာဆိုလို့ငါရဲ့ချန်တစ်ချန်ပဲရှိရောဒါနဲ့မင်းဇွန်ဘီအကြိုက်မခံထားရတေးကြရဲမလားတေးကြပါရဲ့ဗျာကျွန်တော်မယုံလို့ရှိရင်ဒီကုလုံးစစ်ကြည့်လို့ရပါရဲ့ဗျာကျွန်တော်ဘယ်နေရာမှာအကြိုက်မခံထားရသေးပါဘူးကျွန်တော်လည်းဗျာဒုက္ခရောက်နေတာဟိုမှာကျွန်တော်တဲအိမ်နဲ့ဦးလေးတယောက်တော့တွေ့သေးရဲ့ဗျာဦးလေးကိုကျွန်တော်အခုတောင်းပြီးအမှခြံစည်းရိုးပဲကာပြီးနေသေးရဲ့ပြီးတော့ဟိုအများကြီးဝင်လာနေဗျာကျွန်တော်လည်းထွက်ပြေးလာရတာဗျာအမှအိမ်လည်းမီးလောင်သွားတယ်ဟိုဦးလေးလည်းအပြစ်ခံလိုက်ရရဲ့ဗျာကျွန်တော်စိတ်မကောင်းအဲ့တော့ကိုမော်ကြီးတယ်စိတ်မကောင်းရကွာမနေ့ကောင်မှာအဲ့ဘက်ရက်ကွက်မှာငါကိုမော်ကြီးနဲ့စကားပြောရသေးရဲ့ကွာငါရိတ်ခါထွက်ရှာရင်းနဲ့အခုကိုမော်ကြီးတေသွားပြီဟုတ်လားတကယ်စိတ်မကောင်းကွာကျွန်တော်လည်းတူပါပဲဗျာဘာဖြစ်ကျွန်တော်အခုလိုနားခုတ်ဝင်ပေးလို့ကျေးဇူးတင်ပါတယ်ဒါနဲ့ဖယုံသီးလေးရလဲမိုက်တယ်နော်စားလို့ကောင်းမဲ့ပုံပဲဗျာဒါနဲ့ဒီမှာအသားငါးရီပါမရှိဘူးလားဒီဖယုံသီးပဲထိုင်စားနေရောကြာရင်ကျမ်းမာရေးထိလာမှာပေါ့ဗျာအေးကွာအဲ့ဒါကြောင့်မလို့ငါမင်းအခုအကူကြီးတစ်ခုတခါလေးတောင်းမလို့ကွာမင်းငါချန်ထဲမှာနေလို့ရပါရဲ့ဒါပေမဲ့အလကောင်းနေလို့မရဘူးကွာမင်းငါတော့အသားငါးရီတွားရှာပြရလိမ့်မယ် supply တစ်ခုတွားရှာပြရလိမ့်မယ်ဗျာကျွန်တော်အသားငါးတွားရှာပြရမယ်အသားတွေကဘာမှရှိလို့လဲဗျာဒီချိန်ကြီးကဒီလိုကဘာကြီးပြက်နေတဲ့အချိန်မှာအသားငါးရီရောမရှိတော့တဲ့နော်ဗျာတိတ်ရှိရပေါ့ကွာတိတ်ရှိရပေါ့ဟိုဘက်လမ်းထိပ်မှာစူပါမားကတ်တစ်ခုရှိရဲကွာအဲ့ဈေးဆိုင်ထဲမှာအရင်တော့အသားတွေတူလောင်ထားတာငါတွေ့ဘူးရဲ့ကွာအဲ့အသားတွေကိုမင်းကတော့တွားယူပေးရမယ်ငါကိုယ်တိုင်တွားယူခြင်းပဲငါရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ငါရဲ့အသက်အရွယ်တွေကအဆင်ပြေမှမထင်ဘူးကွာပြီးတော့ငါတွားယူနေတဲ့အချိန်ငါချန်နယ်ကိုဓမြရီကဝင်သိမ့်ပိုက်သွားမှလည်းငါစိုးရိမ်နေကွာဒါကြောင့်မင်းကအကူကြီးတောင်းပါရတတိယထားတော့ကအဲ့နေရာကနည်းအန်ဒီရများတယ်ကွာဟုတ်ကဲ့ပါဗျာကျွန်တော်အဲ့အသားတွေတွားယူမယ်ဗျာဒါဆိုတော့ဒီညကျွန်တော်ဒီမှာခဏနားခုဝင်ပြပါနော်ကဲကျွန်တော်တွားလာအောင်ဗျာအသားတွေတွားယူရမယ်အေးရလမ်းထိပ်ကစတိုးဆိုင်လို့ပြောပါပဲကွာကဲထိုးမယ်ကွာလမ်းထိပ်ကစတိုးဆိုင်အော်ဟိုမှာ liquor store တင်နေကွာဟုတ်တယ်အရက်ဆိုင်နဲ့တွဲဖွင့်ဟာလူတယောက်ရှိရအောင်လူတယောက်ရှိရဖုန်းပြောနေတာညငါအရန်ဆော့ဝင်လို့မရဘူးကွာအေးဟေးအရန်ဆော့ဝင်လို့မရဘူးဒုက္ခပဲဘယ်လိုတော့ကောင်းမလဲဟာဟေးအထက်အတန်ကြားလို့ तू တွားပြီးတော့ဝင်စစ်စီးရတင်နေကွာရောက်ကြီးဆော့ခေါ်ပြီးငါပါဝင်ဆုံးမရအောင်မယ်ရှော့ကွာအထက်မှာပိတ်ထားတယ်ကွာဒုက္ခပဲ
ဖွင့်စမ်းဟေးဖျောင်းလေးအထဲမှာစပိုက်ပါရှိရပဲကွာအချင်းချင်းပြန်တက်ပြတ်နေကြရပဲဒီမှာအသားဘုံကြီးကွာဟုတ်တယ်ကလကန်ဘဲဆိုတာဒါအသားဘုံကြီးပဲကွာဒီထဲမှာအသားရရှိမှတေးကြရဲโอเคဒီဘုံကြီးကငါမသွားပြီရောဟိုဥဒအောင်ကြီးစီကိုသွားပေးရမယ်ကွာဒါစတော့အဆင်ပြေသွားတော့ပြီကွာညငါအပေါ်တက်ကြည့်အောင်မယ်အပေါ်မှာဘာ supply နေရှိနေအောင်မလဲမသိဘူးဒီနေရာကြီးကလည်းစိုးမစိုးတော့နေလို့ထိုင်လို့ကောင်းတယ်ကွာဒီမှာ chance ရိုးလေးပါလေတခြားdefense လေးပါလေတခြားလို့လိုက်ရင်တော့မှန်နေခွဲတာကောင်းတယ်ကွာအပေါ်ကနေလှမ်းပစ်လို့ရတယ်အဲ့ငါထင်တယ်ဟိုမှာဝင်လာကြပြီဒီရှော့ကန်အဝေးကိုတိတ်မပြေဘူးကွာအဆင်မပြေဘူးဘာလို့မိုက်တယ်ကွာဒီနေရာကြီးလည်းမစိုးဒါပေမဲ့ဒီနေရာကအကာရန်တိတ်မရှိသေးဘူးဆိုတော့ငါနေလို့မရဘူးဥဒအောင်ရဲ့ channel ကိုပဲအမြန်ပြန်မရမယ်မဟုတ်ရင်ဟိုအသားပေါင်းကိုတခြားလူတွေအပိုင်စီးွားလိုက်မယ်ကွာအသားပေါင်းကအရေးကြီးတယ်လောစေโอเคအားရောငါထင်တယ်အမြန်မပြီးတော့ပြေးမရမယ်ဒီဘုံကြီးပဲကွာအပြင်မှာကားစီးရှိမလားမသိဘူးကားစီးအာရောက်ရေဆော်ရဟာဒီမှာကားတွေရောရှိတယ်မောင်းလို့ရလားမသိဘူးအငွေ့ရောထွက်နေတယ်တက်ကြည့်အောင်မရတော့ထင်တယ်ရောက်ကြီးမရဘူးကားရမောင်းမရဘူးအကုန်ပြတ်နေရကွာဘာနဲ့တရားပါလဲလို့ဟိုထဲမှာယောဟိုမှာကားစီးတွေ့ပြီမင်းတို့ကောင်တွေကတော်တော်လုံနေလို့မထင်ဘူးလားဒုက္ခပဲရောက်နေမင်းတို့တော်တော်လုံနေလို့မထင်ဘူးလားကွာကဲငါဒိုးပြီခါမင်းတို့ရရှင်းနေဖို့ချိန်မရှိဘူးရော့ကွာဇွန်ဘီရတပေါက်အာယာနင်ဟိုတက်တာကငါမပြီးတော့ဒီပေါ်တင်ရမယ်ကွာโอเคရပြီဖေဟာရောက်ရေးအသားဘုံပြုတ်ကြနေခက်နေအောင်မယ်တော်တရားပေါ့ဒီကားလေးကနည်းနည်းစီလေးရှိနေသေးလို့မဟုတ်ရင်ငါဒါကြီးကိုတဲသွားလို့မလွယ်ဘူးကွာโอเค let's go ဖေကြပါဟာဟိုမှာရောက်ပြီဦးတော်ဟိုကျွန်တော်ရောက်ပြီဗျကျွန်တော်ရောက်ပြီကဲကျွန်တော်ရောက်ပြီဗျဒီမှာအားလုံးစင်းနေဖြစ်ပြီဗျအသားဘုံလေးပါလာပြီဦးတော်ထွက်ခဲ့ပါအောင်ဗျအမလေးဦးတော်ဟမ်ဦးတော်ဒုက္ခပဲရောက်ပြီဇိုမီဖြစ်သွားပြီဒုက္ခပဲရောက်ပြီတိုင်ပတ်ပြီဒီလေတမကြီးပဲဇိုမီဖြစ်သွားပြီကွာဘယ်လိုလုပ်ရမလဲတို့ဒီတိုင်းထားရမလားဘယ်လိုလုပ်ခဲ့ရမလဲတခါလေးတက်ခဲ့ရမလားဒုက္ခပဲကွာမထူပါဘူးဒီတိုင်းထားနေသူဇိုမီဘဝကြီးနဲ့ဆက်ပြီးတော့ရှင်တန်နေရမှာကဲ sorry ပါဗျာကျွန်တော်ခွင့်လို့ပါယောစိတ်တော့မကောင်းပါဘူးဦးလေးရာကျွန်တော်ဦးလေးကိုအဲ့လိုမလုပ်ချင်ပါဘူးဗျာဒုက္ခပဲဗျာဒါဆိုဒီချန်ကြီးရတယ်မလုံခြုံဘူးမောကွာအေးဘောဘယ်လုံခြုံမလဲအဲ့ဒီငါနောက်ထပ်တစ်နေရာကိုတွားချအောင်ပါပဲကွာဒီနေရာကြီးရတယ်မလုံခြုံဘူးဆိုတော့ဒီညငါဘာတွားရမှာလဲကွာဒုက္ခတော့မရပြီအဲ့ဒီငါမှဟိုမှာအသားပုံးလေးရောရှိရဲကွာဟုတ်တယ်ဒီအသားပုံးလေးရောရှိနေသေးရဲ့ဆိုတော့ထူးပါဘူးခုနကငါရှာတွေ့ခဲ့စတိုးဆိုင်တွေကိုပဲငါပြန်သွားရမယ်ကွာဟုတ်တယ်အဲ့စတိုးဆိုင်ရဲ့အပေါ်ထက်မှာနည်းလုံခြုံမဲ့ပုံပဲအဲ့နေရာကိုနည်းပါးလေးကာရံပြီးတော့ဒီညောင်းအမှခဏတော့နားခိုလို့ရမယ်နားပဲကဲစတိုးဆိုင်ရပြန်သွားရတော့မယ် Later that night. ကိစ္စတော့မလွယ်ဘူးကွာဒီမှာငါအသားဘုံကြီးတွေကိုတကားကိုပိတ်ထားရတယ်ကွာဇွန်ဘီရဲလည်းကြားပြီရောက်ဘယ်ကောင်ဖြစ်တာလဲရောက်ဟိုကောင်ခမကြီးရောက်လာပြန်ပြီကွာအဖေတို့အထဲကိုဝင်လို့မရတော့တေးကြရဲကွာမင်းတို့ကောင်ကြီးကြိုက်တော့ပြစ်စမ်းပါအထဲကိုဝင်လာနိုင်မှာမဟုတ်ဘူးငါအသားဘုံကြီးနဲ့အပီးပိတ်ထားရတကားလုံးကဖွင့်လို့ကြမှာမဟုတ်ဘူးဟိုကောင်ကြီးမင်းတို့အဝေးရပဲလမ်းပြနိုင်မယ်မှာဇွန်ဘီရဲလည်းပိတ်နေရကြော့ဘုကပဲဒီတညောင်းငါတောက်ကန်ထားမှရမယ်ကွာအပြင်မှာဆိုရင်အန်ဒီများရယ်ဒီမှာမှအဆင်ပြေအောင်မယ်ဘယ်သူမှအထဲကိုဝင်လာလို့မရအောင်ငါတောက်ကန်ထားမှရမယ်ဟိုကောင်းနေမမရိုင်းနေလမ်းမပြစ်ကြနဲ့ဒီဇွန်ဘီပါရှင်းထားရတော့မယ်ကွာယော့โอเคလောက်တော့ရှင်းသွားပြီမှန်လဲကွဲကုန်ပြီကွာဘယ်ကလမ်းပြစ်နေတည်းရလဲမှန်လဲကွဲကုန်ပြီယောရှောက်လာပြန်ပြီလားရောက်ဒုက္ခပါပဲကွာအပေါ်တက်ပြီးတော့တွားပြီးတော့ဟိုလေသွားပုံးနေမှာကောင်းတော့မယ်တဲ့လွယ်ပါဘူးကွာဒီညောင်းငါ့ကိုအောက်မှာမြင်နေဒီကောင်လေးလာပြီးတော့ပြဿနာရှာအောင်ပါပဲပေါ်မှာခဏနေမြအကောင်းဆုံးဖြစ်မယ်လေဘာအောင်ဒီတကူးလေးမှာခဏငါဆက်ပြီးတော့တောက်ခံနေရမယ်ကွာဟိုကောင်ကြီးကလာမအောင်တေးကြရဲကွာဒီညပေါ့ကွာဒီညရေးပါပဲဒီညောင်းကဒီမှာဆက်ပြီးတော့တောက်ခံနေရမယ်မနေ့ကမှနောက်ထပ်နေရာလိုက်ရှာမယ်ညငါအခုမှစဉ်းစားမိရေအခုမှစဉ်းစားမိရေကွာခုနကငါလိုင်းမရဲ့အချိန်လေးဘလို့ဝင်လာလဲခုနလိုင်းမရဲ့အချိန်လေးငါအင်တာနက်တုံးကြည့်ရ
မြို့ထဲမှာလည်းဇွန်ဘီအကုန်တောင်းချမ်းနေကြဆိုတော့မြို့ထဲကအိမ်တွေအားလုံးသူတွေကရှော့စိမ့်နေရောင်းကုန်ကြပြီကွာအဲ့ဒီကအိတ်ကိုငါဝယ်ပြီးတော့တေချာလေးပြင်ဆင်လိုက်မယ်ဆိုရင်တော့တော်တော်ကောင်းတဲ့ defense တစ်ခုဖြစ်လိမ့်မယ်ကွာယော့တော်တော်ကောင်းတဲ့ zombie defense တစ်ခုဖြစ်လိမ့်မယ်ပတ်စံတော့လိုပဲဆိုတော့အော်ဒီမှာကက်ရှာရှိရယ်ဘယ်ရောက်ဝင်လာကြရဲကောင်းတွေကဟာယောအပေါ်ကဗဒဲမောက်ပေါက်သွားပြီနေလေကိုင်းနဲ့ထောင်ဝင်လာလားမသိဘူးဒီမှာကက်ရှာရှိရဲကွာဟုတ်တယ်ဒီကက်ရှာရဲ့ပတ်စံနေယူမယ်ပြီးလို့ရှိရင်ငါအဲ့ပတ်စံရင်နဲ့မနေ့ကျရင်အဲ့တလုံးသွားဝယ်ရမယ်အဲ့တလုံးဈေးပေါ်နဲ့သွားဝယ်ရမယ်ပြီးအဲ့ဟိုတခြားပြင်ဆင်ရေးလုပ်ရမယ်ကွာโอเค The next morning. ကဲဟာဒီတိုက်ခန်းလေးရောငါဝယ်ပြီးွားပြီကွာဒီတိုက်ခန်းလေးရဲ့မှာခဏပုံးနေမယ်ပြီးရင်ပတ်လေကိုတခြားကောင်းတဲ့ zombie scan ဖြစ်အောင်လို့ငါပြင်ဆင်ရမယ်ကွာနေစမ်းအောင်ဒါဘာထုကားကြီးတယ်ကွာမိုင်းလိုက်လာရောက်ရင်ရဲကားအပိုင်းအစားတွေကိုဖြုတ်ပြီးတော့တခြားပြန်တက်ထားတာကွာတော့မိုက်တယ်ဒီကိုင်းနဲ့ဆိုတော့မြို့ထဲမှာအေးဆေးရှောက်သွားလို့ရတယ်ကွာ zombie ကို view size ရမလို့နေပါဦးဩကားစီကုန်နေရဲ့ကွာစီပြက်နေရဲ့မောင်းလို့ရမှာမဟုတ်ငါအိမ်ဝယ်ရလေကွာကားကဘယ်လိုပြီးတော့အောက်မှာတခါရဲပါလာတယ်မသိဘူးကွာအိမ်ဝယ်ပါလေဆိုမှကားပါတခါရဲပါလာတယ်ညတိုက်ခန်းလေးကိုငါဝင်ပြီးတော့ကြည့်ရမယ်โอเคတိုက်ခန်းလေးကမစိုးကွာတန်တော့တန်သားပဲအထဲမှာလည်းပျက်စီးထိခိုက်မှုတွေမရှိသေးဘူးဇွန်ဘီတခါမှမဝင်ရသေးဘူးဆိုပဲသိပဲကွာလုံတော့လုံကြုံမယ်ထင်တာဟေးပြောရင်းဆိုရင်နဲ့ဝင်လာတကောင်ပြောရင်းဆိုရင်တကောင်ဝင်လာလေဒုက္ခပဲဟာယောမင်းအားရပြမဇွန်ဘီရေတကားပွင့်တော့လို့မရဘူးငါတကားပွင့်တဲ့ချိန်ဝင်လာဖြစ်မယ်ဒီကောင်ကတခြားဖိုက်ရမှာမလားလာစမ်းပါတန်းတန်းနဲ့ရှောက်ပြလို့မရဘူးနေရနေထိကုန်မယ်ဟမ်ယောမင်းလားဟာယောဟောက်တစ်ခုကပြုတ်ချလာမင်းလားလို့ယောဟမ်ယောကွာပါချက်ထားသေးလားโอเคရှင်းသွားပြီတကားတော့ဖွင့်လို့မရဘူးကွာဒီမှာတကားချက်ဖွင့်ပြီးဝင်လာတဲ့အချိန်ငါဝင်လာတဲ့အချိန်သူ့ဘာတခါရောပြီးတော့ဝင်လာတာမစိုးပါဘူးနော်အိမ်ကြီးကဟဲ့ဘသူတွေလဲကွာဟာဒီ၃ယောက်ကဘသူတွေလဲ အကိုကြီးမင်္ဂလာပါဗျကျွန်တော်နာမည်ကမောင်လူအေးလို့ခေါ်ပါရဲ့ဗျဟိုကကျွန်တော်ကဒီနားတစ်ဝိုက်မှာပဲနေရလေအဲ့ဒါကျွန်တော်အိမ်ကဇွန်ဘီဝင်ပြီးတော့ဖြက်စီးဝင်လာလို့ဗျကျွန်တော်လည်းဟိုပြေးဒီပြေးနဲ့ဒီတိုက်ခန်းလေးကိုရှာတွေ့လို့ဒီမှာခဏလာပုံးနေရပါဗျခမရအဲ့လိုလို့မရဘူးလေဒါကျွန်တော်အခုလေးဝယ်ထားရဲ့တိုက်ခန်းလေးဗျခမရအဲ့လိုအလကားဝင်နေတော့မရဘူးလေဗျဒုက္ခပဲကျွန်တော်လည်းနားလဲပါရဲ့ဗျကျွန်တော်အလကားတော့မနေပါဘူးအောက်မှာကျွန်တော်တို့ကားလေးပါရဲ့လေအဲ့ဒီဇွန်ဘီခုခံရေးကားလေးကိုကျွန်တော်အကိုကြီးလက်ဆောင်ပေးမယ်လေဗျာကျွန်တော်နေခွင့်ပြုပါနော်မဟုတ်ရင်ကျွန်တော်အပြင်မှာဆိုတည်သွားကြလိမ့်မယ်ဗျဟာရောင်မင်းတို့ကားကြီးကမဟုတ်သေးဘူးလေမင်းတို့ကားကြီးကစီကုံနေရလေကွာငါအောက်မှာတရားဆက်စေးခဲ့ရေကွာအဲ့ကားကြီးစီကုံနေရကြီးကဝယ်လို့မရတော့ဘူးဆိုရင်ပဲရှာလို့လွယ်မှာပါဗျဒီနားတစ်ဝိုက်မှာစီဆိုင်နေပေါ်ပါရဲ့ဗျဝန်ထမ်းတွေရောမရှိအောင်ဆိုရင်ပဲစီပုံးတွေရောကြောက်အောင်မထင်နဲ့ဗျစီရှိလို့ရှိရင်ကားကတော်တော်သုံးဝင်မဲ့ကားပါဗျာကျွန်တော်လက်ဆောင်ပေးပါရဲ့ကျွန်တော်နေခွင့်ပြုပါနော်အေးပါကွာမထူးတော့ပါဘူးငါလည်းတနာတဲ့ကောင်ဆိုအေးပါနေပါအပြည့်ငါ့ဝိုင်းကူပြီပေါ့ကွာမင်းတို့ရေဟုတ်တယ်မလားဇွန်ဘီလိုက်ဝိုင်းတက်ခိုက်ပြီကွာမနေ့ပါပြင်စင်ရေးပါဝိုင်းကူညီပြီပေါ့โอเคပါကိုရကျွန်တော်နားနေပါရဲ့ဗျကျွန်တော်အားလုံးဝိုင်းလုံးဝိုင်းစားပုံစံသွားကြမှာပါဗျဟဲအေးပြီးဒါဆိုရင်တော့တယ်ရောဒီတိုက်ခန်းကိုခဏဆောက်ရှောက်ထားအောင်ကွာဒီမှာငါဓာတ်စီသွားပြီးတော့ရှာလာအောင်မယ်ဓာတ်စီတွေရှာပြီးတော့မှဟိုကားလေးကိုငါစမ်းပြီးတော့မောင်းကြည့်လို့ရမှာကွာโอเคရောက်ပြီပြင်မှာဇွန်ဘီရှိတယ်မှာလန့်တယ်ဟဲ့โอเคကားမိုက်တယ်ဒါပေမဲ့စီမရှိရခက်တယ်ကွာစီသွားရှာမယ်စီရှာပြီးတော့ဒီကားနဲ့မျိုးလေးပတ်ပြီးတော့ supply ပတ်ရှာလို့ရတယ်ဟဲ့စီကဘယ်နာမှရလောက်မလဲမသိဘူးညာတစ်ဝိုက်မှာဒီနားတစ်ဝိုက်မှာကဘယ်နာလောက်မှရလောက်မလဲဓာတ်စီဆိုင်ရောက်ပေါ်ဝယ်ဒါပေမဲ့ဒီချိန်ဆိုတော့ဘယ်ဆိုင်မှလည်းဖွင့်တော့မှာမဟုတ်ဟဲ့ဟိုမှာလူတယောက်ဟိုပုံးကင်လာငါမြင်လိုက်တယ်ဟဲ့လူခင်ဗျာဓာတ်စီခိုးလာမလားဟဲ့လူဟုတ်တယ်လက်မှာဓာတ်စီပုံးကင်လာရဲ့ဘယ်ကိုပြေးမှလဲငါမြင်နေတော့ဟဲ့လူနောက်ကဇွန်ဘီကတမောက်ဟဲ့လူခင်ဗျာစီကဓာတ်စီပုံးကျွန်တော်ပေးစမ်းဟာစာတက်တယ်ဟာလာစမ်းပါဟဲ့လူနားမှာဇွန်ဘီတဲ့ဟဲ့လူကျွန်တော်လို့ပါဗျပေးစမ်းပါဗျာဇွန်ဘီရဲ့တမောက်ယောကွာဇွန်ဘီရဲ့တမောက်ခမရတမောက်
ဓာတ်စီပုံးလေးကိုလာပြီးတော့ကြီးများနေတယ်ကြီးများနေတယ်ယော့နည်းနည်းပေးဆိုမပေးနိုင်ဘူးယော့ဒုက္ခဇွန်ဘီရဲ့နောက်မှာကွာငါလည်းစိတ်ညစ်ပါရဲ့ရှန်လာပြစ်နေရရဲ့ဇွန်ဘီကြားထဲမှာဟဲ့လူပေးလို့ပြောနေပေးလို့ပြောနေကွာပေးလို့ပြောနေပေးလို့ပြောနေယော့ကွာဟဲ့လူမမရိုင်းနေခင်ဗျာစီမတုံပြစ်နေဟဲ့လူဟာဒီလူမရိုင်းနေပြီရောက်ရေးငါ့ကိုမနိုင်မန်းသေးကိုလက်ထဲကဓာတ်စီပုံးတုံပြစ်နေရဲ့ဟဲ့လူခင်ဗျာဘာလို့ဓာတ်စီဖြုံးသီးနေရလဲဟမ်โอเคရိုက်တော်သေးရပါကွာနင်းโอเคရပြီကဲစီပုံးတော့ရလာပြီဟိုလူတော်မရိုင်းတဲ့လူကွာငါ့ကိုဓာတ်စီမပေးချင်တာလည်းပဲဓာတ်စီကိုအကုန်ရှောက်တုံပြစ်နေရဲ့ဘာဖြစ်ငါဓာတ်စီကိုရလာပြီကွာဒီဓာတ်စီကိုဟိုကားလေးမှာထည့်လိုက်ရင်တော့တကယ်ရှယ်ပဲကွာဟာဒီဘောင်ငါတိုက်ခန်းကပဲပြောက်နေဒီထဲမှာလားမသိဘူးတိုက်ခန်းပြောက်နေပြီကွာဒီထဲမှာမလားငါရဲ့တိုက်ခန်းလေးဘယ်နှပြောက်သွားတယ်ဒုက္ခပဲငါလမ်းနေရတိတ်မမှတ်မိဘူးကွာนี่อ๋อဟုတ်ပါကဲရပြီဟေးစီဖြည့်လို့ရပြီကွာโอเคโอเคကဲစီဖြည့်ပြီးတော့ကားမောင်းလို့ရပြီဟဲရတော့ပြီထင်လောက်ဆိုရင်စမ်းကြည့်ရမယ်โอเคဟာရပြီရပြီလမ်းသွားပြီဟာဟိုးဘိုက်တွေခါဟိုးလမ်းသွားနေပဲကဲစမ်းကြည့်ရမယ်ယော့အိုးလမ်းသွားနေပဲအော်ယောမိုက်လာရရောက်မီချူဘက်နေထည့်ထားတာကွာအိုးလမ်းသွားနေပဲရောက်မီချူဘက်နေထည့်ထားတာကွာကားကြီးယော့ကွာရောက်မိုက်တယ်တင်းကျွတ်တွေပါမှာဒီကားကြီးရှယ်ပိုက်မဲ့ကားကြီးအိုးလမ်းသွားနေပဲဒီဇွန်ဘီမောက်ကိုငါပြစ်ကြမယ်ဟာသမိုက်တယ်အော်မထီဘူးအော်ထီပါလမ်းနေရောက်ရေးလမ်းနေကွာဝီညဒီကားလေးရဲ့နောက်ကမီးလေးဆွဲတာပြီကားလေးရှိတော့ငါမျိုးပြင်ဘက်ကိုခြေဆန့်ကြည့်ရမယ်ကွာကားလေးရှိပြီဆိုတော့မျိုးပြင်ဘက်သွားပြီးတော့တခြား survivor တွေတခြားပုံကောင်းရနေရတွေဒါမှမဟုတ်ဇွန်ဘီဖြည့်စည်းဖြစ်အဲ့ဒါတွေနဲ့လိုက်ရှာကြည့်ရမယ်ကွာ let's go မျိုးပြင်ကြီးကဖုန်နေထူထပ်နေရပဲကွာတော်တော်ပျက်စီးနေရပဲကွာဟာမလွယ်ပါဘူးကွာအဲ့ဒီဟိုမှာလူတယောက်ပါလားကွာဘာလုပ်နေရလဲမသိဘူးယောငါသွားမေးကြည့်လိုက်အောင်မယ်တခုအများဒုက္ခရောက်နေတာဟယ်လိုကျွန်တော်ဘာကူညီပေးရမလဲဗျဟာဒီမနေ့စစ်သားကြီးတင်နေကြပါလားဘာဖြစ်ကုန်တာလဲဦးလေး ဘာဖြစ်ရမှာလဲကွာဒါငါရဲ့လုံခြုံရေးတသားကြီးပဲကွာအကုန်လုံးပေကုန်ကြပြီငါကဒီဇွန်ဘီရဲ့ရန်နေငါကရှောင်းသိမ်းဖို့အတွက်ဒီမှာဖန်ကားကြီးတစ်လုံးတိစောက်ထားတာကွာဒီမြောက်ဖန်ကားကြီးကိုဇွန်ဘီကျူးကျော်ဝင်ရောက်လာပြီးရောငါအဆောင်တွေကိုတောက်ပလိုက်တယ်ကွာအထက်မှာဇွန်ဘီလည်းပြည့်နေပြီအဆောင်နေတဲ့ဇွန်ဘီဖြစ်ကုန်ပြီကွာစစ်သားကြီးလည်းဇွန်ဘီဖြစ်ကုန်ပြီအဲ့ဒါကြောင့်မလို့ငါအပြင်ထွက်နေရကွာဒုက္ခပဲဒီတိုင်းဆိုတော့ငါတရောပဲထင်ပါရဲ့ကွာနေပေါင်းမင်းကကူညီပေးနိုင်မလားကွာမင်းမတတတိပါလာမပိုင်တဲ့ဒီမှာတတတိရှိရကွာအဲ့ဒါယူပြီးတော့ငါ့ကိုကူညီပေးစမ်းပါအောင်ကွာဟာတကယ်အခက်အခဲဖြစ်နေတော့ပါကွာမင်းလိုချင်တော့ပတ်စံကပေးနိုင်ပါရဲ့ကွာငါက top 10ဝင်နေတဲ့တထေးတယောက်ပါအဲ့ဒါအရေးမကြီးဘူးဘေးမှာဇွန်ဘီရရှောက်လာကြပြန်ပြီယော့ဟာကောင်းပြီဦးလေးပြောကျွန်တော်လက်ခံပါရဲ့ကျွန်တော်အထဲဝင်ပြီးတော့ never check in လုပ်ကြည့်လိုက်မယ်လေနော်ဦးလေးပြမတတိထားအောင်ဗျာဟိုမှာကျွန်တော်ကားရှိရဗျာကျွန်တော်ကားတော့ပေးလိုက်မယ်ကားမှာသွားပြီးတော့ခဏစောင့်နေလိုက်ကျွန်တော်ကားမှာလုံခြုံနေဗျာအဲ့ဒါဇွန်ဘီခုခံရေးကားပဲကျွန်တော်ဒီဘန်ကားရဲ့ဝင်ပြီးတော့အခြေအနေကဲခတ်လာအောင်ပဲဗျာဟာရောက်ရေးအခြေအနေရောက်စိုးတယ်ရောက်ရေးအခြေအနေရောက်စိုးတယ်ဟာအထဲမှာငါ့ကိုတန်းပြစ်နေကြပါလားဟေးဟာဟဲ့လူပြောင်းပြစ်လို့လည်းမရဘူးကဇွန်ဘီစစ်သားကြီးဟာယော့ဒီဇွန်ဘီရဲ့တနက်မှာကင်တက်နေပါလားတော်တော်မလွယ်ကောင်းနေပဲကွာဟာဒီဇွန်ဘီရဲ့တနက်မှာကင်တက်နေပြီနည်းလေးအုံနောက်တွေမြင်မာလာပြီကွာယော့ဒီကောင်တွေကတခါရှင်းပြခဲ့ရမယ်အဲ့ဒါမှဟိုဦးလေးထဲကိုအေးစစ်ပြောင်းဝင်လို့ရမှာကွာပြီးရင်ငါလည်းဒီထဲမှာအေးစစ်နေလို့ရတယ်ဟုတ်တယ်မလားမိုက်တယ်ပြီးရင် तू ကလိုလောက်ပတ်စံနဲ့ပြည့်မဲ့ပြောရင်ရှော့ကွာโอเคညိုပြမောင်းရှင်းသွားပြီနော်ထဲကိုစောက်ဝင်ကြည့်ရမယ်အနောက်မှာကျထားတန်လိုင်းရရှိတယ်ကွာမိုင်းတွင်းလိုင်းလားမသိဘူးဟေးယောโอเคအားလုံးကငါတက်နိုင်တော့ရှင်းပေးခဲ့ရမှာပဲကွာဒီမှာတကောင်ရှော့โอเคဟုတ်တယ်ဒီမှာမိုင်းတူးနေမိုင်းတူးတမစီးပွားရေးပညာရှင်နာမသိဘူးအဲ့ကြောင့်ဘန်ကာကြီးစောက်တာယော့ပြန်မထားနဲ့
โอเคရှင်းသွားပြီဟာမရှင်းသေးဘူးဘယ်လမ်းပြနေအာခိုးပါအဲ့ဘာကြောင့်ငါတနက်ကအဲ့လောက်ကကြည်စမ်းမပြေးတော့ဘူးကွာအနောက်ဒီမှာယော့โอเคငါလာမယ်မင်းစီငါလာမယ်ငါရဲ့ရှော့ကန်အဲ့လောက်အဝေးမပြေးဘူးတာကြီးရဟမ်ငါလာမယ်ဘာမှစိတ်မှုနဲ့ငါကိုယ်တိုင်မင်းကိုအိမ်တရောက်လာပြီးတော့ဟမ်စီဖွင့်ချွေပေးမယ်ယော့โอเคရှင်းသွားပြီဟာရှင်းသွားပြီဟိုဦးလေးကိုငါတော့ပြန်တွေ့ရမယ်ကွာโอเค let's go ဦးလေးဟာမိုးတော်မှာချုပ်သွားပြီကွာဦးလေးကားထဲမှာလည်းမရှိတော့ဘူးအော်ဒီမှာတော့ပါသေးတယ်ဦးလေးကျွန်တော်အထဲမှာအားလုံးရှင်းပေးခဲ့ပြီဗျဘာဆိုပြီးမှမရှိတော့ဘူးဘာစစ်သားမှလည်းမရှိတော့ဘူးဦးလေးထဲပြန်ဝင်လို့ရပြီ ကျေးဇူးတင်ပါတယ်ငါတူရဲ့ငါမင်းကိုဒီအတွက်ငါကျေးဇူးတင်လို့ကွာဒေါ်လာ30 မီလီယံငါမင်းကိုစုချပေးရစီကွာ ဟာကျေးဇူးတင်နေတာဗျကျွန်တော်လည်းပတ်စံသုံးနေရဗျအမှန်တိုင်းပြောရရင်ကျွန်တော်ကဒီလိုဘန်ကာရဲမှာလည်းလှောင်ပိတ်မုန်းချက်ပြီးတော့ကျွန်တော်ဘဝကိုအသက်မဆက်နိုင်ဘူးဗျကျွန်တော်ညီနှစ်ယောက်လည်းရှိသေးတယ်ဗျာကျွန်တော်ညီနှစ်ယောက်ကိုလည်းအခုကျွန်တော်ဦးလေးအိမ်ခဏပို့ထားရတာဗျအဲ့တော့တိုးအိမ်ကလည်းတဖြည်းဖြည်းနဲ့ပျက်စီးနေပြီအဲ့တော့ကျွန်တော်ရဲ့အကုန်ဒီဘန်ကာရဲမှာတော့တော်တော်မနေသွားနိုင်ဘူးဗျကျွန်တော်စိတ်ကူးထားတာကကျွန်တော်မြို့ထဲမှာအထက်အမြင့်ကွန်ဒိုတစ်ခုကိုကျွန်တော်ဝယ်မယ်အမြင့်ကြီးဗျာတိုက်ရဲ့အမြင့်ကြီးတစ်ခုဝယ်ပြီးတော့ကျွန်တော်အမှဇွန်ဘီစကန်ကြီးတစ်ခုတခြားတိဆောက်ပြီးတော့ကျွန်တော်ဆက်ခွဲတီငှားပြီးတော့အဲ့လိုနေသွားခြင်းနဲ့လို့တော့ခံမှန်းထားတာပဲဗျာဟုတ်လားဇွန်ဘီကများနေပြီဗျာအဲ့ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဒီပတ်စံနေပဲကျွန်တော်ရဲ့အိမ်မက်ဒီကိုအကောင့်တွေပေါ်နိုင်တော့မယ်ဗျာဟောမင်းပြန်မထားနဲ့ကဲဦးလေးဒါဆိုကျွန်တော်တွားပြီဗျာကျေးဇူးစေးဦးဗျာနောက်မှကျွန်တော်ပြန်လာခဲ့ဦးမယ်ဟိုလေးစီကငါပတ်စံ10 မီလီယံတော့ရရဲဆိုမစိုးပြောရမယ်ကွာ Okay let's go ဦးလေးတုံပြီးတော့ဘို့ ED ကိုပြန်ခေါ်ပြီးတော့ငါမျိုးထဲမှာ zombie scan တခုကိုတီးဆောက်ရမယ်ကွာ Yay The next day ငါရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ပြီကွာ ED ရဲ့ဘို့ရဲ့ဦးလေးတုံပြီးရေကျွန်တော်ဒီမှာဆိုတော့လုံခြုံနေဗျာဘာမှစိတ်ပူနေရော အေးပါငါတူရဲ့မင်းအခုလိုမျိုးကြီးစီစဉ်ဆောင်ရွက်နေတာငါလည်းမင်းကိုချီးကျူးပါရဲ့ကွာဘာဖြစ်ငါ့ကိုအားလုံးဒီမှာဆိုတော့အန်ရကင်းတာပေါ့ကွာအာအိမ်ကြီးကလည်းရှယ်ပဲကွာတကယ်ကိုရှယ်ကြီးပဲဒီမှာဆက်နေရင်တော့ security လည်းအများကြီးပဲဆိုတော့ငါ့ကိုအေးဆေးပဲကွာလုံးဝလုံခြုံနေဇွန်ဘီလည်းဒီလောက်ထက်မြင့်ရောတိုးတက်လာနိုင်မှာမထင်ဘူးကွာငါဟိုဘက်သွားကြည့်တာအောင်ပဲထက်ကြီးကဟာရောဟဲ့ဘာကြီးရောဟဲ့ဘာကြီးတက်လာတယ်ဟဲ့တန်ကားရောထမ်းလာတာဟာတော့ပဲအဲ့လောက်မြင့်ရောကွာပြောင်းရဲဇွန်ဘီဟယ်လီကော်ပတာကြီးကိုလိုရေပြစ်ကြအဲ့ဒါဇွန်ဘီဟယ်လီကော်ပတာကြီးဗျအာဒုက္ခပဲကွာငါကိုယ်တိုင်တက်ဆော်မရအောင်ပဲတဲ့အာကိစ္စရမအေးဘူးကွာကိစ္စရမအေးဘူးငါလာပြီငါကိုယ်တိုင်လာပြီအာလာစမ်းမမင်းတို့ကောင်းနေဟမ်မင်းတို့ကောင်းနေငါ့ကိုပြန်တော့ရှာခြင်းနေရှော့အာရောက်ရေးလွယ်သွားတယ်ဟာလွယ်ရောက်ရေးပြောင်းမင်းတို့ဇွန်ဘီကလေးကောက်တာကြီး Oh my god ရောက်ရေးငါမပေါက်တယ်ကအာငါမပေါက်တယ်ကဲပါဦးပြောအော်ရတော်သေးတော့ဒီတိအမြန်ပွင့်သွားလို့ဟာယောမင်းနားရောက်လာပြန်ပြီလေစိတ်နေပါရဲ့ကွာယော RPG ယူပြီးတော့ဆော်မရမယ်ကဲတွေးကြရပါဟမ်ငါစကန်မှာအေးစစ်အေးချလာပြီအေးစစ်နေလို့မရဘူးဟမ်အဲ့ဇွန်ဘီကတော်တော်လေးကိုခစ်မိလာပဲကွာဟက်လီကော်ပတာမောင်းတဲ့နေကြာပြီโอเคကြာပဲဟာတန်ကားကြီးကိုတဲပြီးတော့ဆော်ပါတော့โอเคရပြီပါတက်နိုင်တော့ကွာကဲနောက်ဆုံးကြံတော့ရှင်းပြီးသွားပြီဒီမှာအပေါ်ပြန်တက်ရမယ်ကဲအားလုံးပဲစင်ပြေသွားပါပြီဗျာတော်ပါရဲ့ဦးလေးတို့မီရဲ့မှာကျွန်တော်တော်တော်လေးကိုရှင်းလိုက်ရတယ်ဟိုမှာအိုးနောက်ဆုံးတော့အားလုံးငိမ့်ချမ်းအေးချမ်းသွားပြီအိမ်ကြီးတကယ်မိုက်တယ်ကွာရှယ်ပဲဟူးနောက်ဆုံးတော့ငါကဘာအကောင်းဆုံးဇွန်ဘီရှက်တာကြီးကိုတီဆောက်နိုင်ခဲ့ပြီကွာအားလုံးပဲဒီဗီဒီယိုတွေပေါ်ကြရင် like လေးနေပေးကြပါဦးကျွန်တော်တို့ရဲ့ subscribe လေးမလုပ်ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်တက်ဖို့ကောင်းတဲ့ဗီဒီယိုများပြန်လည်ဆုံစည်းကြပါဦးမယ်အားလုံးပဲ see you ဗျာတဒါ